ကိုးပါးသီလတဲ့စောင့်တည်ကြတယ်မြန်မာလူမျိုးတွေဗုဒ္ဓဘာသာဝင်ကိုးပါးသီလစောင့်တည်တာဟာစာပေကျမ်းဂန်မှာရှိသလားလို့ဆိုတဲ့အခါမှာခုနကနဝင်ကုပောဒထတုတ်ဆိုတာရှိတယ်အဲ့ဒီမှာတော့မြတ်စွာဘုရားကကိုးပါးသီလလို့မသုံးဘူးဘယ်လိုသုံးလို့ဆိုရင်အင်္ဂါ9ပါးနဲ့ပြည့်စုံသောဥပုပ်လို့ဒီလောက်ပဲပြောတာဟောသို့တော့အလွယ်ခေါ်လိုက်တဲ့အခါမှာ10ပါးသီလနဲ့တွဲပြီးတော့10ပါးသီလကိုရည်ညွှန်းပြီးတော့ခေါ်တာမျိုးလိုပဲ9ပါးသီလလို့အလွယ်ခေါ်လိုက်တယ်အဲ့ဒါလို့အလွယ်ခေါ်တဲ့အခါမှာနားလည်ရမှာသီလကတော့10ပါးပဲမေတ္တာဘာဝနာထပ်ပိုးထားလို့9ပါးဖြစ်တယ်လို့ဒီလိုနားလည်ရအောင်အဲ့တော့မေတ္တာဘာဝနာဟာသီလမဟုတ်ဘူးဘာဝနာဖြစ်သည့်အတွက်ကြောင့်စိတ်ထဲမှာဖြစ်နေမှကုသိုလ်ရမယ်မဖြစ်ဘူးဆိုလို့ရှိရင်စောင့်တည်ထားရုံနဲ့ကတော့ကုသိုလ်မရဘူးဒါကိုသိဖို့လိုတာပေါ့နော်စောင့်တည်ထားရုံနဲ့တော့ကုသိုလ်မရဘူးအဲ့တော့ဒီသုတ္တံမှာမြတ်စွာဘုရားကနဝင်ကုပောဒထနဝင်္ဂဥပောဒထသုတ်နဝင်္ဂဆိုတာအင်္ဂါ9ပါးရှိတဲ့ဥပောဒထဥပုပ်အဲ့တော့အဲ့ဒီသုတ်တံမှာဒီဥပောဒထဆိုတဲ့စကားလုံးလေးကနေပြီးမြန်မာကဥပုပ်လို့ခေါ်လိုက်တာအဲ့တော့ဥပုပ်ဆိုတာဥပောဒထရဲ့အဓိပ္ပာယ်ကဥပုပ်လို့ခေါ်ရတဲ့ဥပောဒထရဲ့အဓိပ္ပာယ်ကဘာတော့လို့ဆိုတဲ့အခါကိုချင်းတရားနဲ့ပြည့်စုံစွာနေထိုင်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်တာမန်နေတာမဟုတ်ဘူးကိုချင်းတရားတစ်ခုစောင့်ရှောက်ပြီးတော့နေတာလူတွေကအဋိဋ္ဌံလေးတစ်ခုနဲ့နေကြသလိုပေါ့ဆိုပါစို့အနာတိပါဒကရှောင်မမယ်အရိဏဒနာရှောင်မမယ်အပြမစရိယကရှောင်ကျင်မမယ်ဆိုပြီးတော့ဒီလိုကိုယ်စိတ်ထဲမှာဘောင်းထောင်းလောက်တာဟော determination စိတ်ထဲမှာအဋိဋ္ဌံထားပြီးတော့ဒါတွေကရှောင်မယ်လို့ကိုရှောင်မဲ့အချက်လက်တွေကိုဒီအချက်တွေကိုငါမကျူးလွန်မှုအလုံးရှောင်မယ်လို့ဆိုပြီးတော့စောင့်တည်ထားတာအဲ့ဒါလို့စောင့်တည်ထားတဲ့ကိုချင်းတရားနဲ့မချိုးမဖောက်ပဲနဲ့ဒီစီကံချက်အတိုင်းတာတစ်ခုရကျင့်သုံးနေထိုင်တာအချိန်ကန့်သတ်နဲ့ဖြစ်စေကျင့်သုံးနေထိုင်ကြတယ်အဲ့တော့ဥပုသ္တိလဆိုတာစောင့်သုံးယုံထုံတန်းဆင်လာရဆိုလို့ရှိရင်ဒီကနေ့နတ်နယ်ပိုင်းမှာဥပုသ္တိလယူထားပြီးတဲ့အခါမှာနောက်ရက်ကျမှဒီဥပုသ္တိလပြီးဆုံးတယ်ရှင်းတော့ကဆိုလို့ရှိရင်တော့ရသော်ဘုရားလက်ထက်ကအကျိုးပုံနဲ့နဝါစောင့်တယ်ဆိုတော့အဖိတ်နေ့လိုနေ့ကနေသီလသွားပြီးတော့ယူတယ်အဖိတ်နေ့တစ်နေ့လုံးနဲ့သီလစောင့်တည်တယ်ဥပုသ်နေ့တစ်နေ့လုံးနဲ့သီလစောင့်တည်တယ်အဖိတ်ဥပုသ်ပြီးတဲ့နောက်တစ်ရက်လည်းပဲသီလစောင့်တည်တယ်ဆိုလိုတာကအကျိုးရဲ့အပူရဲ့အဓိကရဲ့လို့3ရက်သီလစောင့်တည်ပြီးတော့အဲ့ဒါလို့ကျင့်သုံးလေးရှိကြတယ်ဒါဥပုသ္တိလခဏခေတ်မှာတော့ဘာတွေဖြစ်လာတော့ဆိုရင်မနေ့ဥပုသ်ယူညနေကျတော့အိမ်ပြန်ထမင်းစားဖို့5ပါးသီလယူပြီးအိမ်ပြန်ညနေထမင်းစားတယ်အဲ့တော့ဝိကာလဘောဇနာလွယ်တယ်လေနော်ညနေကျတော့သီလချလိုက်တာလျှော်စေးတွေနဲ့စောင့်ကြတာများတယ်တခါကျတော့တထိုင်ဆိုပြီးတော့ဥပုသ်ဆောင်တာရှိသေးတယ်အဲ့တော့ဒီလိုလှုပ်တာဟာတကယ်တော့လေကုသိုလ်ကောင်းမှုလှုပ်တာကိုလျှော့စည်းတွေပေးလွန်အားကြီးလို့လှုပ်သည့်အတွက်ကြောင့်ကောင်းကျိုးချမ်းသာရဖို့ဆိုတာအမှန်တမ်းနည်းတော်မှာပဲအောက်ထစ်ဆုံး24နာရီဥပုသ္တိလဆိုတာစောင့်မှပိုအဓိပ္ပာယ်ရှိတယ်ဒီဟိုနိုင်ငံမှာဘုန်းကြီးတို့သွားတော့ကလာပြီနေ့မှာဥပုသ်ဆောင်တယ်8ရက်နေ့ဆိုတာမရှိဘူးသူတို့မှာလာပြီနေ့ဥပုသ်ဆောင်တဲ့အခါမှာမနေ့ကြောင်းလာပြီးတော့ဥပုသ်ယူတယ်တနေ့ကုန်နေတယ်ညနေကျတော့သီလလေးချပြီးအိမ်ပြန်ညအဲ့ဒါလိုဖြစ်နေပြီ
မြန်မာပြည်မှာလည်းတချို့နေရာလေးတွေအဲ့ဒါလိုလုပ်နေတယ်ဆိုတာသိရတယ်ပေါ့နော်ဥပုပ်ကိုပြည့်ပြည့်ဝဝမဆောင်တော့နေဝက်ဥပုပ်ဖြစ်သွားရှော့လာတာနောက်ကြရင်တဏှာကြီးဥပုပ်တို့တထိုင်ဥပုပ်တို့ဖြစ်လာလိမ့်မယ်နောက်ကြစောက်မှုတဲ့ရှိအောင်စားမှုတဲ့ရှိအောင်စားရလို့ဖြစ်အဲ့ဒါလို့ဖြစ်လာပြီဆိုလို့ရှိရင်ဒီကုသိုလ်ကောင်းမှုရဖို့ဆိုတာဓမ္မရောနေသွားတဲ့အတိပ္ပယ်မျိုးတွေဖြစ်လာနိုင်တယ်တကယ်တော့ဥပုသ်ဆောင်တယ်ဆိုတာတရက်တာဆောင်ဖို့လိုအပ်တယ်ပေါ့ဘာလို့လဲဆိုစာထဲမှာမြတ်စွာဘုရားကဣမင်္စရတ္တိဣမင်္စဓိဝတံဒီကနေ့ညဒီကနေ့တရက်ဟောနေ့နဲ့ညတရက်တာဆောင်ရှောက်တာကိုဆိုလိုတယ်အဲ့တော့ဥပုသ်ဆိုတာခုလိုကိုချင်းတရားနဲ့ကျင့်သုံးနေထိုင်တာကိုဥပုသ်ဆောင်တယ်လို့ဒီလိုပြောတော့မြတ်စွာဘုရားစကားနဲ့ဒီသုတ်တံကိုဖျားဟောတဲ့အတိုင်းမြတ်စွာဘုရားစကားကိုဘာသာပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်မူရင်းပါဠိကနဝဟိဘိက္ခဝေအင်္ဂေဟိတမနာကတောဥပောဒထောဥပဝုထောจิตသားယဟန်တို့အင်္ဂါ၉ပါးနဲ့ပြည့်စုံတဲ့ကိုယ်တိုင်ကျင့်သုံးဆောက်တည်ရတဲ့ဥပုသ်သီလဟာတဲ့အင်္ဂါ၉ပါးနဲ့ပြည့်စုံတဲ့ဥပုသ်ဟာကျင့်သုံးဆောက်တည်မယ်ဆိုလို့ရှိရင်မဟာဖလောဟောတိမဟာနိတံတော်လက်တွေ့ရတဲ့အကျိုးကလည်းအမြဲတမ်းကြီးတယ်ဆက်တိုက်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကလည်းအမြဲတမ်းကြီးမားတယ်များပြားတယ်လို့ဒီလိုဆိုလို့တိုက်ရိုက်ရတဲ့အကျိုးဆက်သွယ်ပြီးတော့ရလာတဲ့အကျိုးတွေဟာအလုံးကြီးမားတယ်လို့ဒီလိုမြတ်စွာဘုရားဟောတယ်နောက်တစ်ခုမဟာသုတိကောဥပုပ်ရဲ့ဒီကောင်းကျိုးချမ်းသာကိုပေးတဲ့နေရာမှာမှိန်ပြမဟုတ်ဘူးတကယ်ကိုအရှိန်အဝါကြီးမားတယ်လို့ဒီလိုပြောတာဥပုသ်သီလကြောင့်ရလာတဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးပေးတဲ့အခါမှာနော်မထိမရောက်မိန်အကျိုးပေးတာမျိုးမဟုတ်ဘူးတဲ့အယောင်အဝါနဲ့တင်းတောင်တင်းတယ်ပေါ့နော်အရှိန်အဝါနဲ့အကျိုးပေးတယ်မဟာဝိဖ္ဖာရောအကျိုးကလည်းပဲအမတမခြေပြန့်ရှိတယ်လို့ဟောဒီအင်္ဂါ၉ပါးနဲ့ပြည့်စုံတဲ့ဥပုပ်ကိုစောင့်မယ်ဆိုလို့ရှိရင်အခုလိုလက်တွေ့ရတဲ့အကျိုးဆက်သွယ်လာတဲ့အကျိုးနော်ဒီအကျိုးတွေဟာအမတမကြီးမားတယ်အရှိန်ဝါတွေအမတမကြီးမားတယ်သူ့ရဲ့ကျေပြန့်မှုအကျိုးသက်ရောက်မှုတွေကလည်းအလွန်ကြီးမားတယ်လို့စနစ်တကျစောင့်သုံးမယ်ဆိုလို့ရှိရင်ဒီဥပုသ်သီလရဲ့အကျိုးတွေဟာအမတမကြီးမားတယ်လို့မြတ်စွာဘုရားဟောတယ်ဟောပြီးတဲ့အခါမှာစနစ်တကျဘယ်လိုစောင့်ရတာမန်ကြောင်းသွားပြီးတော့ပါဏာတိပါဒဝေရမဏိသိက္ခာပရံသမာရိယာမိလို့ဒီလိုလေးတွေစောင့်တည်ပြီးတော့တနေ့ကုန်ပြောချင်ရတွေပြောနော်ဥပုသ်တဲ့စားစရာစားကောင်းတောက်ဖွယ်တွေစားလို့အပေါင်းအသင်းတွေနဲ့ပြောပြီးတော့သို့မဟုတ်တနေ့ကုန်အိပ်ပြီးသွားမယ်ဆိုရင်ဒီဥပုသ်ကတော့အကျိုးရှိမှာမဟုတ်ဘူးတဲ့ဘာလို့လဲဆိုအိတ်နေတဲ့ဥပုပ်ကနိုးထနေတဲ့ဥပုပ်မှာမဟုတ်တာအိတ်နေရင်ဘာမှတော့ရမှာမဟုတ်ဘူးကောင်းပြီမဟာဖလကြီးမားတဲ့အကျိုးဖြစ်ဖို့ရအတွက်စနစ်တကျဘယ်လိုလုပ်ရမလဲဆိုအတ္တမစနစ်ကြတာမြတ်စွာဘုရားဥပုသ်သီလစောင့်တည်ပြီးလို့ရှိရင်တဲ့မြင့်မြတ်ဖြူစင်တဲ့ဘုရားရဲ့တပည့်တာဝကတူဟာအလေးနဲ့ဆင်ញင်စဉ်းစားဖို့လိုအပ်တယ်ကိုယ့်ရဲ့သီလကိုစောင့်တည်ထားတဲ့သီလနဲ့ပတ်သက်ပြီးအလေးနဲ့ထားအမတ်တမဲ့မနေနဲ့လို့ဒီလိုပြောတာနော်သီလကိုစိတ်ကိုသီလနဲ့ထုံမွမ်းပေးရမယ်လို့ဆိုလို့ပဲမထုံမွမ်းရင်စောင့်တည်ထားတော့ကကုသိုလ်လေးပဲရမယ်ကျန်တာရမှာမဟုတ်ဘူးလေအဲ့တော့ဘယ်လိုစဉ်းစားရမလဲဘယ်လိုဆင်ញင်ရမလဲအလေးနဲ့ဆင်ញင်ရမလဲလို့ဆိုလို့ရှိရင်
ယန္တာပုဂ္ဂိုလ်တွေဟာရာသက်ပံတရဝါရီအသက်ကိုတတ်ချင်းမှရှောင်ကျင်ကြတယ်စဉ်းစားအလုံးယန္တာပုဂ္ဂိုလ်တွေဟာပါဏာတိပါဒသူများအသက်တပ်ဖြတ်ကျူးလွန်ခြင်းမှရာသက်ပံရှောင်ကျင်တော်မူကြတယ်ရှောင်ကျင်ရုံနဲ့မကဘူးတရဝါတွေကိုတပ်ဖြတ်ဖို့ဆိုတဲ့ထုတ်ထားလက်နဲ့ဘယ်တော့မှမထားဘူးနိဟိတဒန္တောနိဟိတတတ္ထောတဲ့သူများကိုညှင်းဆဲတပ်ဖြတ်ဖို့ဆိုတဲ့လက်နဲ့သူတို့စီမှာဘယ်တော့မှမရှိဘူးတဲ့မရှိုံနဲ့မကဘူးလစ်စီဒီလိုသူများတဲ့တပ်ဖြတ်ကျူးလွန်ခြင်းလို့ဆိုတဲ့ပါဏာတိပါဒအလုတ်ရှက်တယ်တဲ့ဘယ်တော့မှမလုပ်ဘူးအမတ္တမရှက်တယ်တရားပဏ္ဏတတ္တဝါတွေတတ်ဖို့နေနေတာတတ္တဝါတွေပေါ်မှာအမြဲတမ်းတနာကျင်နာမှုတွေနဲ့ပြည့်ပြည့်ဝရှိတပ္ပပါဏဘုဒ္ဓဟိတနုကံပြီတတ္တဝါတွေရဲ့အားလုံးအကျိုးစီးပွားကိုလိုလားတဲ့စိတ်နဲ့အမြဲတမ်းနေထိုင်နေတယ်ငါလည်းပဲဒီကနေ့ယန္တာပုဂ္ဂိုလ်တွေကိုအတုယူပြီးတော့လိုက်နာကျင့်သုံးရပါပြီဒီကနေ့ဥပုသ်ဆောင်သုံးခြင်းကိစ္စဟာလဲအောင်မြင်ဖြစ်ပြီလို့စိတ်ထဲမှာတွေးပြီးတော့ဝမ်းသာအောင်မပြတ်ဆင်ញင်ပေးဖို့လိုအပ်တယ်ကဲဥပုသ်ဆောင်ပြီးတော့ဒါတွေမတွေးဘဲနဲ့နေလို့ရှိရင်ဒီကုသိုလ်ဟာဘယ်လိုဖြစ်မလဲစဉ်းစားကြည့်ပေါ့နော်စနစ်ကမြတ်စွာဘုရားကဥပုသ်ဆောင်ပြီးရင်ဒါကိုဆင်ញင်ရမယ်လို့ပြောထားတာကြည့်ဥပုသ်ဆောင်ပြီးတော့အာနာပါနလုံနေတာတော့မရှိဘူးလားဆိုရှိကောင်းရှိနိုင်တာပေါ့သို့တော့ဥပုသ်ဆောင်ပြီးရင်ဥပုသ်ကိုခုလိုဆင်ញင်တာဟာပို့ပြီးတော့တဘာဝကြတယ်ကိုလှုပ်တဲ့အလုပ်တစ်ခုပေါ်မှာအလေးနဲ့ထားပြီးတော့ဆင်ញင်စဉ်းစားတဲ့သဘောဒီလိုဆင်ញင်ပေးရမယ်ဒီအချက်မှာစဉ်းစားကြည့်ပါဏာတိပါဒကရှောင်တယ်ဆိုတဲ့နေရာမှာရှောင်ယုံနဲ့ပြီးသလားလို့ဆိုရှောင်ယုံနဲ့မပြီးဘူးတာမန်ရှောင်တယ်ဆိုတဲ့ကိစ္စအပြင်ဘာလိုအပ်တုံလို့ဆိုတော့လစ်စီဒီအလုပ်ကိုဘယ်တော့မှမလုပ်ဘူးရှက်တယ်ပါဠိရိပဒနဲ့လွယ်မလုပ်ဖြစ်အောင်ဘာလုပ်မေတ္တာပွားနေတယ်မေတ္တာထားနေတယ်ဆိုရင်အကျဉ်းနာတရားတွေထားတယ်မေတ္တာထားတယ်ဆိုလို့ရှိရင်ဘယ်တတ္တဝါကိုမှတတ်ဖြစ်မှာမဟုတ်တော့ဒါကြောင့်မို့ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်ရှောင်ရံနဲ့ဆောင်ရံဆိုတာနှစ်ခုရှိတယ်တတ်ဖြတ်ခြင်းကရှောင်ဆောင်ရမှာကမေတ္တာပွားပါဏာတိပါဒမလုပ်ရမှာနဲ့လုပ်ရမှာမလုပ်ရမှာကတတ်ဖြတ်ခြင်းကိုမလုပ်ရဘူးလုပ်ရမှာကတနာခြင်းတို့မေတ္တာထားခြင်းတို့လုပ်ရမယ်ဒီလိုဆိုလို့တာနော်အဲ့တော့တာမန်လေးမအောင်မိတ်လေနဲ့ငါးပါးသီလစောင့်တည်တဲ့အခါမှာလဲတာမန်လေးမအောင်မိတ်နဲ့ပါဏာတိပါဒကရှောင်တယ်ဆိုတာစောင့်တည်ရှောင်ရုံနဲ့မဟုတ်ဘူးဒီလုတ်ပေါ်မှာရှက်တယ်ဘယ်တော့မှမကျွလွန်ဘူးဒီလိုသွားရမယ်အဲ့ဒီတိုင်းပဲဆင်ញင်စဉ်းစားပါတဲ့ဆင်ញင်စဉ်းစားလိုက်လို့စိတ်ထဲမှာကျေနပ်နှစ်စရာဝမ်းသာစရာပီတိတွေဖြစ်လာပြီဆိုရင်အဲ့ဒီလိုတွေးတောဆင်ញင်သုံးသပ်ပြီးစောင့်ထိန်တဲ့ဥပုသ္တိလာကမှအခုပြောတဲ့ကြီးမားတဲ့လက်တွေ့အကျိုးတရားတွေရရှိလာတဲ့အကျိုးဆက်တွေအရှိန်အဝါကြီးကျယ်မှုတွေအရှိန်အဝါကျယ်ပြန့်မှုတွေဆိုတာရမှာတဲ့တာမန်နဲ့တော့မရဘူးတဲ့ကဲဘုန်းကြီးတို့တွေဘုရားဘာသာဝင်သူတော်စင်တွေကျောင်းသွားပြီးဥပုသ်နေ့တော့ဥပုသ်ဆောင်ပါရဲ့အခုလိုတခါမှလည်းမတွေးဘူးဥပုသ်လေးစောင့်တည်ပြီးတော့ထွေရလေးပါးစကားတွေပြောအချိန်ကိုနောက်တည့်ရက်ကြတော့ဥပုသ်လေးချပြန်လာတယ်ဆိုလို့ရှိရင်ဘာမှသိရလာမှာမဟုတ်ဘူးပေါ့စောင့်တည်တဲ့အချိန်ကရတဲ့ကုသိုလ်လေးလောက်ပဲဒီလိုပဲနေရမှာအဲ့တော့ဘာပြောတော့ဆိုဒါမလုတ်တတ်လို့မရတာလို့ပြောအောင်ပါပဲเนาะစနစ်ကြဖို့လိုအပ်တယ်
သီလဆောက်တည်တယ်ဆိုတာလေစနစ်တကျဆောက်တည်ဖို့လို့ဒါအခြေခံကစပြီးတော့ဘယ်အလုပ်လို့စနစ်တကျလုပ်တဲ့နောက်ဆုံးမှအယောင်းဝယ်လုပ်တာတောင်စနစ်တကျကော်ဖီဖြော်တာနော်လက်ဖက်ရည်ဖြော်တာအစစနစ်တကျကြော်တာလှော်တာအစစနစ်တကျဆိုတာသူရှိတယ်လေဘယ်ဟာဖြစ်ဖြစ်စနစ်မကျဘူးဆိုရင်ဖြစ်ပေါ်လာတဲ့ရစအကောင်းပဲရမလဲထို့တူပဲဆင်ញင်စဉ်းစားပါအဒိဏဒါနဆင်ញင်စဉ်းစားဒီကနေ့ယဟန္တာပုဂ္ဂိုလ်တွေဟာသူများပစ္စည်းဘယ်တော့မှမယူဘူးအမတန်သင်ရှင်းစင်ကြယ်တန်ရှင်းကြတယ်ငါလည်းဒီကနေ့ညယဟန္တာပုဂ္ဂိုလ်တွေကိုအတူယူပြီးတော့ဟောအဒိဏဒါနကရှောင်ကျင်ရတယ်ယဟန္တာတွေကိုအတူယူပြီးတော့လိုက်နာကျင့်သုံးရတယ်ဥပုသ်ဆောင်ခြင်းကိစ္စလည်းပဲငါမှပြီးသွားတယ်ဝမ်းသာစရာကောင်းလိုက်တာလို့စိတ်ထဲမှာဆင်ញင်တခါပြီးတခါထပ်ဆင်ញင်နော်သီလတွေပါဏာတိပါဒဆင်ញင်လိုက်အရိဏဒါနဆင်ញင်လိုက်ပြီးတော့အပြမစရိယဆင်ញင်လိုက်မုဒ္ဒဝါဒဆင်ញင်လိုက်မုဒ္ဒဝါဒဆိုတာလိမ်မပြောနဲ့ဆိုမပြောပဲပါဇက်ကြီးပိတ်နေရမှာမဟုတ်ဘူးလိမ်မပြောနဲ့မှန်တာပြောမလုပ်ရမှနဲ့လုပ်ရမှတွေ့ထားတာနော်လိမ်မပြောနဲ့မှန်တာကိုပြောရမယ်မှန်တာပြောမှကောင်းတဲ့တမ္မာဝါစာဖြစ်မှာပေါ့နောက်တစ်ခါသူရမေရိယယန္တာပုဂ္ဂိုလ်တွေကသူရမေရိယရှောင်ကျင်တယ်ငါလည်းရှောင်ကျင်ရပြီလို့စိတ်ထဲမှာဒီလိုဝန္တာကြည်နူးမှုဖြစ်အောင်တွေးဝိကာလဘောဇနာယန္တာရှင်မြတ်တွေကဘယ်တော့မှနေလွဲညစာမစားဘူးဒီကနေ့ငါလည်းပဲနေလွဲညစာစားခြင်းမှရှောင်ကျင်ရတယ်ယန္တာတွေကျင့်တဲ့အကျင့်ကိုငါလိုက်ပြီးတော့ကျင့်ရပဲဥပုပ်လည်းပဲငါမှစောင့်ပြီးသားဖြစ်တယ်လို့ဒီလိုကြည်နူးဝမ်းသာတဲ့စိတ်ဆင်ញင်သုံးသပ်ပြီးတော့ကိုယ့်ဘက်ကိုအကျိုးတရားကိုဆင်ញင်သုံးသပ်ယန္တာတွေနဲ့နှိုင်းရှင်ပြီးတော့ကိုယ်စိတ်အားတွေကိုတိုးမြင့်ပေးပြီးတော့စောင့်ရမယ်တဲ့ဓမ္မဥပုပ်ဆောင်တဲ့အကျိုးဟာရမှာနော်တမ္မာလေးစောင့်လို့ကတော့ဒီလိုရမှာမဟုတ်ဘူးဘာဖြစ်လို့မလုတ်တတ်တဲ့လူအလုတ်လုတ်တယ်လို့ပဲစဘာမဆိုင်တတ်တဲ့လူဆိုင်ရင်ရမှာမဟုတ်ဘူးစိုက်တက်ပြိုးတက်ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်လို့ရင်ပိုးရမှာပဲအဲ့တော့ဘယ်လုတ်ဖယ်လုတ်ဖို့ကိုကျွမ်းကျင်မှုလိုအပ်တယ်နိစ္စဂိတဝါရိတဘာလာကဏဒါတွေလည်းဒီတိုင်းပဲဥစ္စာသေနမဟာသေနယဟန္တာတွေကိုဆင်ញင်သုံးသပ်ပြီးတော့ကိုလည်းဒီကနေ့ယဟန္တာတွေကျင့်တဲ့အကျင့်ရတယ်လို့စိတ်ထဲမှာဝမ်းမြောက်ဝမ်းသာဖြစ်ရအဲ့ဒါလို့ကိုချင်းသီလတွေကိုတစ်ခုစီဆင်ញင်သုံးသပ်ပြီးတော့စောင့်ရမယ်လို့ပြီးတဲ့အခါကျတော့အင်္ဂါ၉ပါးပြည့်ဖို့ရအတွက်ဘာလုပ်ရတော့မေတ္တာသဟကတိနာစိမေတ္တာပွားပြီးတော့နေရအဲ့တော့မေတ္တာပွားတယ်လို့ဆိုတာဘာဝနာလုပ်ငန်းသူကမေတ္တာပွားတယ်ဆိုတော့မေတ္တာရဲ့အာယုံကဘာတူလဲဆိုရင်တတ္တဝါပဲတတ္တဝါဆိုတာအကန့်အသတ်ရှိသလားလို့ဆိုမေတ္တာမှာအကန့်အသတ်မရှိဘူးဒါကြောင့်မို့အပမညာလို့ခေါ်တယ်ဘယ်တတ္တဝါပဲဖြစ်ဖြစ်ကိုနဲ့တဲ့တဲ့လူဖြစ်ဖြစ်မတဲ့တဲ့လူချစ်တဲ့လူဖြစ်ဖြစ်မုန်းတဲ့လူပဲဖြစ်ဖြစ်မချစ်မမုန်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဘယ်သူ့ကိုမှအကန့်အသတ်မထားပဲနဲ့တရဝအားလုံးချမ်းသာချမ်းသာကြစေပါစေဆိုတဲ့စိတ်ဓာတ်အားလုံးပေါ်မှာကောင်းကျိုးချမ်းသာလိုလားတဲ့စိတ်ဓာတ်မျိုးဖြစ်နေအောင်လုပ်ပေးရမယ်လို့ဒီလိုပြောတာเนาะအဲ့ဒါလို့မေတ္တာဘာဝနာပွားတဲ့အခါမှာတမန်ပွားပုံပွားနည်းကတစ်မျိုးတမထကျင့်စဉ်တစ်ခုကိုကျင့်ပြီးတော့ဆံရအောင်ပွားတာမျိုးကြတော့ပုဂ္ဂိုလ်တူဦးတယောက်ကိုအာယုံစိုက်ပြီးတော့ခါမှာထိုပုဂ္ဂိုလ်ရဲ့အပေါ်မှာနော်မေတ္တာစိတ်တွေမပြတ်ဖြစ်အောင်ကြိုးစားရမယ်အဲ့ဒါလို့လုပ်ပြီးဆိုတဲ့အခါမှာဒါဩဒိတမေတ္တာလို့ခေါ်တယ်ရှင်ညွှန်းပြီးတော့ပွားတယ်ဆိုတဲ့အခါမှာတတိထားเสียအချက်ကဘာလို့ဆိုရင်အမျိုးသားဆိုရင်အမျိုးသားချင်းမိတ်ဆွေတန်ငယ်ချင်းကိုပွားအမျိုးသမီးဆိုရင်အမျိုးသမီးချင်းမိတ်ဆွေတန်ငယ်ချင်းကိုပွားတာ
အမျိုးသားနဲ့အမျိုးသမီးလိမ့်မတူတာကိုသွားပွားလို့ရှိရင်မေတ္တာနဲ့ကပ်နေတဲ့တရားကဘာလို့ဆိုတဏှာရာဂမေတ္တာဆိုတာလဲအကျိုးစီးပွားကိုလိုလားတဲ့ချစ်ခင်တယ်တဏှာကလည်းချစ်ခင်တယ်တွေ့တာတယ်ဆိုတော့မေတ္တာမဖြစ်ဘဲနဲ့တဏှာဖြစ်သွားတတ်တယ်တဲ့ဒါကြောင့်မို့လို့တဦးတယောက်ကိုမေတ္တာအာယုစိုက်ပြီးတော့ပွားတော့မယ်ဆိုလို့ရှိရင်အဲ့ဒီမေတ္တာဘာဝနာပွားတဲ့အခါမှာမိမိနဲ့လိန်တူတဲ့ပုဂ္ဂိုလ်ချစ်ခင်တဲ့ပုဂ္ဂိုလ်ပွားရမယ်အဲ့ဒီပုံမှာအခြေစိုက်ပြီးပြီဆိုတော့မှကိုယ့်ရဲ့မေတ္တာအခြေခိုင်းလာပြီဆိုတဲ့အခါတတ္တဝါအလုံးပေါ်မှာဖြန့်ကျက်ပြီးတော့ပွားနိုင်အောင်ကြိုးစားရမယ်ပွားတဲ့အခါမှာအယမျက်နာတွေနဲ့ပွားလို့ရတယ်ငါရဲ့အရှိမျက်နာမှာရှိတဲ့တတ္တဝါတွေအလုံးချမ်းသာကြပါစေငါရဲ့လက်ရဘက်မှာရှိတဲ့တတ္တဝါတွေလက်ဝဲဘက်မှာရှိတဲ့တတ္တဝါတွေနောက်မှာရှိတဲ့တတ္တဝါတွေငါရဲ့အထက်ပိုင်းမှာရှိတဲ့အထက်ဘက်မှာရှိတဲ့တတ္တဝါတွေငါရဲ့အောက်ပိုင်းမှာရှိတဲ့တတ္တဝါတွေလို့ဆိုငါနဲ့တဲ့တဲ့ဘ ਹੁ ရမှာရှိတဲ့တတ္တဝါတွေလို့ဟောတတ္တဝါတွေအားလုံးနော်တတ္တဝါအားလုံးပါဝင်ပြီးတော့ကဘာကြီးတစ်ခုလုံးစัจ java လာကြီးတစ်ခုလုံးမှာရှိတယ်သက်ရှိတတ္တဝါတွေပေါ်မှာအားလုံးဖြန့်ကျက်ပြီးတော့မေတ္တာပွားနိုင်မှုအဲ့ဒါလို့မေတ္တာဘာဝနာပွားပြီးနေပြီဆိုမှအင်္ဂါ9ပါးနဲ့ပြည့်စုံသောဥပုသ္တိလာဆိုတာဖြစ်မှာနော်ဘုန်းကြီးတွေကချပေးလိုက်တဲ့မေတ္တာသာဟဂတိနစိတ်တသာသဗ္ဗပါဏဗုဒ္ဓေတုပရိတဝဝိဟရဏံတမာတိယမိလောက်လေးတင်ရထားရင်တော့မေတ္တာဘာဝနာတစ်ခုမှဖြစ်မှာမဟုတ်ဘူးနော်အေး9ပါးသီလတော့စောင့်တည်ပါရဲ့9ပါးမရဘူးဖြစ်တတ်တယ်ဒါကြောင့်မို့လို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဒီကနေ့ခေတ်မြန်မာနိုင်ငံမှာဘာသာရေးလုပ်ငန်းတွေလုပ်တဲ့အခါမှာအမှန်သိပြီးတော့စနစ်တကျဒါနကောင်းမှုလုပ်တာပဲဖြစ်စေသီလစောင့်တည်တာပဲဖြစ်စေဘာဝနာပွားများအားထုတ်တာပဲဖြစ်စေအမှန်သိပြီးတော့စနစ်တကျလုပ်တတ်ဖို့အမှန်တမ်းအရေးကြီးပါတယ်ဘယ်ကုသိုလ်ပဲဖြစ်ဖြစ်ဒါနကုသိုလ်လုပ်ပြီးတော့ဘာဝနာဖြစ်အောင်လုပ်လို့ရတယ်သီလစောင့်တည်ပြီးတော့လည်းဘာဝနာဖြစ်အောင်လုပ်လို့ရတယ်ဘာဝနာကိုအခြေခံပြီးတော့လည်းဘာဝနာဖြစ်အောင်လုပ်လို့ရတယ်သီလဆိုတာဟာဘာဝနာဖြစ်ဖို့ရာအတွက်အရေးပါတဲ့နေရာကရှိတယ်ဘာဖြစ်လို့သီလကဘာဝနာအတွက်အရေးပါတာတော့လို့ဆိုသီလစောင့်တည်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာပြစ်ကင်းနေတယ်အပြစ်ကင်းနေသည့်အတွက်ကြောင့်ဘယ်ခါတတိယစိတ်ချမ်းသာမှုနှလုံးသားရမှုတွေဖြစ်တယ်စိတ်ချမ်းသာပြီးနှလုံးသားရတယ်နှလုံးထဲမှာစိတ်နှလုံးထဲမှာနောက်ကျစရာဘာမှမရှိဘူးစိတ်ဆင်းရဲစရာမတွေ့ဘူးဆိုရင်ဝမ်းမြောက်တယ်ဝမ်းမြောက်တာကိုပါမောဇ္ဇဝမ်းမြောက်မှုဖြစ်ရင်ပီတိဆိုတဲ့နှစ်သက်မှုဖြစ်တယ်ပီတိဖြစ်လာလို့ရှိရင်ပတ္တိဆိုတဲ့ငြိမ်းချမ်းမှုဖြစ်တယ်ကိုယ်စိတ်ငြိမ်းချမ်းပြီဆိုရင်ဒုက္ခဆိုတဲ့ချမ်းသာဒုက္ခရချမ်းသာပြီဆိုရင်လူရဲ့စိတ်ကလေးဟာတည်ငြိမ်လာတဲ့တမာတိဒီအတွက်သီလကိုစောင့်တည်ရတာနော်သီလကနေဆင့်တက်ပြီးတော့အဝေပတိတာရတဲ့စိတ်နှလုံးကြီးတယ်နော်နှလုံးမသာမယာမဖြစ်ဘူးပါမောဇ္ဇဝမ်းမြောက်တယ်ပီတိနှစ်သက်တယ်ပတ္တိငြိမ်းချမ်းတယ်ဒုက္ခချမ်းသာတယ်တမာတိတည်ငြိမ်တယ်တည်ကြည်ပြီဆိုတဲ့တမာတိရှိပြီဆိုမှယထာဘူတညာတသတနာအဖြစ်မှန်ကိုသိတယ်မြင်တယ်ဆိုတဲ့ဉာဏ်ဖြစ်လာတာဒါကြောင့်မို့သီလကိုအခြေခံပြီးတော့လုပ်ရ7ပါးသီလစောင့်တည်9ပါးသီလစောင့်တည်ဥပုသ်ဆောင်သုံးတယ်ဆိုတဲ့ဟာကာယကံစင်ကြယ်မှုဝစီကံစင်ကြယ်မှုအပြင်မနောကံစင်ကြယ်မှုဆိုတဲ့ဘာဝနာတစ်ခုတွဲဖက်ပြီးတော့စောင့်တည်ကျင့်သုံးတတ်ဖို့မြတ်စွာဘုရားကညွှန်ကြားဆုံးမတာဖြစ်ပါတယ်အေးဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတို့9ပါးသီလခံယူစောင့်တည်ကြတဲ့အခါမှာစောင့်တည်ထားရုံနဲ့9ပါးမဖြစ်နိုင်ဘူးဆိုတာကိုတတိထားအမှတ်ထားပြီးတော့မိမိတို့တဏ္ဍာမှာ9ပါးဖြစ်အောင်မေတ္တာဘာဝနာပွား၍ဖြစ်စေကရုဏာနဲ့ဘာဝနာပွား၍ဖြစ်စေမုဒိတာဘာဝနာပွား၍ဖြစ်စေဥပေက္ခဘာဝနာပွား၍ဖြစ်စေ
ဗုဒ္ဓနုဒတိစသည်တစ်ခုခုပွား၍ဖြစ်စီဘာဝနာနဲ့ထုံမွမ်းပြီးတော့ထားမှာကိုယ်သီလကိုဆင်ញင်၍ဖြစ်စီထုံမွမ်းထားမှာ10ပါးသီလတဲ့တိုးတက်ပြီးတော့9ပါးသီလဖြစ်မယ်စောင့်သုံးတဲ့ဥပုသ္သီလဟာလည်းအဝတ္တမမြင့်မြတ်တဲ့အကျိုးပြည့်ပြည့်ဝဝရရှိနိုင်မယ်လို့ကိုစီသဘောကျပြီးတော့စနစ်တကျဘာသာရေးမှာလိုက်နာကျင့်သုံးရတဲ့ကိစ္စတွေကိုစနစ်တကျနားလည်ပြီးတော့စနစ်တကျလုပ်ကင်ဆောင်ရွက်ခြင်းဖြင့်ပြည့်ဝသောအကျိုးတရားများကိုရရှိအောင်ဆောင်ရွက်နိုင်ကြပါစေကုန်သတည်း